ကပန်းပါလေပန်းကနှံဘေးအိမ်ကအမလားလှူထားတာပန်းကိုနှလုံးစာပဲရတယ်တော်သေးရပေါ်ပါလေဟိုဖုံဖုံဟိုတခါပြောရလေကိုယ့်ရဲ့စိတ်စေတနာမှာပဲမူတည်တယ်ပန်းကဘယ်နှလုံးပဲလှူပေါ့ဒါအဲ့ဒါနောက်မှဆိုခင်လေးကစိတ်ထဲမှာပန်းနှလုံးမလှူကောင်းဘူးလို့တကယ်သိထားတာလေအဲ့လိုမျိုးစိတ်ထဲမှာဆွဲထားတာအဲ့တော့ကိုကအမျက်ရတာကပန်းနှလုံးလည်းပဲလှူကောင်းတယ်ကိုယ့်ရဲ့စိတ်စေတနာမှာမူတည်တယ်ဆိုတော့ဗောနော်ကိုပန်းကနှလုံးနဲ့ပန်းလေးတွေကဖြစ်သွားပါတယ်ပန်းမလှလို့မလှမှာဆိုလို့သုံးလုံးဆိုလို့ပြီးလို့ရှိရင်ပန်းအိုးကိုလေခင်လေးကရေထည့်လို့ရှိရင်အမြဲတမ်းရေကိုအပြည့်တချို့ဆိုရေကိုအပြည့်ကြီးထည့်တာကွယ်ပန်းအိုးအဲ့လိုမထည့်ရအောင်တိလားအဲ့လိုထည့်လို့ရှိရင်အယိုးတွေကပုတ်တာအပေါ်ထိလိုက်ပုတ်သွားပန်းတွေမခံတော့ဘူးဒါဆိုလို့ရှိရင်ခင်လေးကနေတိုင်းတော့ရေလဲပေးရတယ်နော်နေတိုင်းရေလဲပန်းရေလေးကိုအလောက်ပဲဒါဆိုခင်လေးထည့်ရနည်းနည်းများတယ်အမှန်ဆိုဒီလောက်ကလေးပဲရေကိုထည့်ပြီးလို့ရှိရင်လေနေ့တိုင်းတော့ရေလဲရတယ်အယိုးလည်းမပုတ်ဘူးဘာမှမနမ်းဘူးတခါလေး8ရက်ခံတယ်တခါလေးတစ်ပတ်လောက်အဲ့လိုမျိုးပေါ့နော်ခံပါတယ်ရေကိုအလောက်ပဲထည့်ပါဒါဆိုလို့ရှိရင်ပန်းလေးကနှလုံးပဲဖြစ်သွားတာပေါ့နော်ပန်းအိုးကနှလုံးပဲဖြစ်သွားတာပေါ့ကွယ်သုံးလုံးထိုးရင်မလှတော့ဘူးဒါပေမဲ့ဒီမှာစောစိမ့်နေတော့ထိုးထားစောစိမ့်နေတော့အဲ့လိုပါရှင့်ပန်းအိုးနှလုံးမထိုးကောင်းဘူးလို့ခေါင်းကတိထားလေအခုဟိုတခါဖုံဖုံတရားမှာဖုံဖုံတရားနာလိုက်တဲ့အခါမှာဖုံဖုံကကိုယ့်ရဲ့စေတနာမှာပဲမူတည်တယ်ပန်းဟိုကတစ်လုံးနဲ့လည်းရနှလုံးရသုံးလုံးလည်းရလေးလုံးလည်းရတယ်ဆိုတော့စိတ်ထဲမှာကိုကconfidence ရှိသွားတာပေါ့ခိုင်းဆိုလို့ရှိရင်ငါမလုတ်ကောင်းဘူးလားမသိဘူးငါပန်းအိုးနှလုံးနဲ့ထိုးပြန်ပြီးအဲ့လိုမျိုးကြီးစိတ်ဆွဲရရှိရလေနော်အခုတော့အဲ့အကြောင်းမို့လို့ခင်းကြီးကတချို့အရာလေးတို့ share ပေးရဆိုတာအဲ့ဒါကိုပြောရလေအခုကျတော့ကိုတိုင်းလည်းပဲစိတ်ထဲမှာပန်းအိုးနှလုံးနဲ့ထိုးလဲတန်သွားတဲ့စိတ်ကသူများတွေလည်းပဲမသိသေးတဲ့လူတွေလည်းသိသွားတယ်ဆိုတော့ပို့ပြီးတော့ကုသိုလ်ရတယ်အဲ့ဒါအခုပန်းကိုနှလုံးနဲ့ဖျားပန်းထိုးထားတဲ့ဟာကို confidence ရှိဖျားရှိခိုးလို့ရတယ်ပေါ့ကွယ်နှမ်းဆိုရင်ဖျားစင်ကြီးမှာဖျားကြောင်းဆောင်ရှိမှာဖျားရှိခိုးရင်ဖျားပန်းကနှလုံးနဲ့ထိုးထားတာငါထိုးကောင်းလားမထိုးကောင်းလားဆိုတော့စိတ်ကြီးနေပေါ့နော်အခုတော့တည်သွားပြီဆိုတဲ့အခါကျတော့ပန်းကိုနှလုံးနဲ့လည်း AC ပဲပေါ့အဲ့ဒါဟိုတခါ share ပေးထားရှိရလေနော်မှတ်မိကြလားဖျားရှိခိုးလိုက်ပါအောင်မယ်ရှင့်